ကျွန်တော်တို့ဆိုင်မှာရှိရဲဆိုင်ကယ်ဘိန်းအားလုံးနဲ့မိတ်ဆက်ပေးပါမယ်တနေရာထဲမှာပဲဆိုင်ကယ်မျိုးစုံရွေးချယ်ဝယ်နိုင်မယ်110 125ဘိန်းမျိုးစုံရှိမယ်နောက်ပြီးဖောက်ရှုံးဘိန်းတွေလည်းရှိမယ်စကန်ဘိန်းတွေလည်းရှိမယ်ဘိန်းအသစ်မျိုးစုံလည်းရှိမယ်ဘိန်းတွေအကုန်လုံးတော့လိုင်းစင်ပါဘိန်းတွေဖြစ်ပါမယ်ဘာဘိန်းမျိုးစားရှိမလဲဆိုရင်ကန်နာစီတဲ့အိုင်ဘိန်းမျိုးစုံရှိမယ်ဆိုင်ကလုံးဘိန်းတွေကဆိုရင်ကာမတ်မီလီယနာဆိုင်ကလုံးရှိမယ်ရေဇာဆိုင်ကလုံးဘိန်းရှိမယ်ဇောင်ရှမ်းဆိုင်ကလုံးဘိန်းမျိုးစုံလည်းရှိပါမယ်ဝိအလဖာဘိန်းတွေကဆိုရင်ကမ်ဘိုဝိအလဖာဘိန်းရှိမယ်နယူးဇီနစ်ဝိအဖာပရိုဘိန်းရှိမယ်နယူးပါဝါဝိအလဖာရှိမယ်ဟီရိုအမ်ဘိုဝိအလဖာဘိန်းလည်းရှိမယ်နီဖန်ဝိအလဖာဘိန်းလည်းရှိပါမယ်ဝိ1တန်းနဲ့ဆိုရင်ကန်နာဝိ1တန်းရှိမယ်နီဖန်ဝိ1တန်းဘိန်းရှိမယ်125ဘိန်းတွေကဆိုရင်ကမ်ဘိုအာရှိမယ်ကမ်ဘိုအာပလက်ရှိမယ်ကန်နာအာရှိမယ်ကမ်ဘိုဖိုက်ဂျီဘိန်းရှိပါမယ်ခုံရှေ110 125တွေကဆိုရင်ကမ်ဘိုရှိမယ်နီဖန်ရှိမယ်နီဖန်ကျွဲရှိပါမယ်ရုပ်ဆိုးဘိန်းတွေကဆိုရင်နေယူအမ်ဘိုရုပ်ဆိုးရှိမယ်ကန်နာရုပ်ဆိုးရှိပါမယ်ဆိုင်ကလုံးပုံစံနဲ့အရန်လှပတဲ့ကာမက်ဖိုင်ယာဖလိုင်ဘိန်းလေးရှိမယ်မီလိုင်းနေပါရစအရန်ကိုလှပတဲ့အော်တိုကလစ်တွေကဆိုရင်အင်ဂျင်အာမခံလည်းကောင်းပြီးဝီဇွန်းမချစ်ဘိန်းလေးရှိပါမယ်အထာကြကြစီနေဆိုတဲ့ညီကိုရဲ့အတွက်ကာမက်ကပ်ပရို110 125နှစ်မျိုးလုံးရှိပါမယ်တရုတ်ဘိန်းနဲ့မှာအင်ဂျင်အာမခံလုံးအကျန်းဆုံးဖြစ်တဲ့ CPN စာပိုင်း125ဘိန်းလေးလည်းရှိမယ်ဒီဘိန်းလေးကလည်း CPN ထုတ်လိုက်တဲ့ CPN စာဝါဒီဘိန်းလေးဖြစ်မယ်အင်ဂျင်အာမခံကတော့3နှစ်ပေးထားတယ်လော်ဂျာဘိန်းလေးကဆိုရင်လူကြိုက်အများဆုံးဖြစ်တဲ့လော်ဂျာပန်းစီအောင်ဘိန်းလေးလည်းရှိမယ်